မင်္ဂလာပါသင်ကယူရိုပနိုင်ငံတစ်ခုကိုသွားဖို့အတွက် hotel booking confirmation စာရွက်လိုအပ်တယ်ပေါ့နော် visa application အတွက်အဲ့လိုလိုအပ်တဲ့အခါမှာ visa hotel booking စာရွက်ကိုလိုချင်တယ်ပတ်စံကြိုတင်ပေးရမယ်ဆိုရင်တော့နှမျောတယ်လို့ခံစားရပါတယ်အဲ့တော့အခုပြမှာကတော့ hotel booking ကိုပတ်စံကြိုတင်ပေးစရာမလိုပဲနဲ့ booking လုပ်လို့ရပါတယ်အဲ့ဒါကိုကရွေးချက်တက်ဖို့တော့ပေါ့နော်အရင်ဆုံး booking hotel booking လုပ်ရတဲ့ website ခုတွေကိုအရင်သွားပါမယ်ကိုကရွေးချက်လို့ရတဲ့ booking.com လား trip.com လားတခုခုကိုရွေးချက်လိုက်ပြီးတော့အဲ့မှာ option လေးတွေရွေးရမယ် option ကဘာလဲဆိုတော့ free cancellation ကိုရွေးမယ်ပြီးတဲ့အခါမှာ payment on properties ကိုရွေးမယ်အဲ့လိုရွေးချယ်ပြီးတဲ့အခါမှာ hotel ကို booking လုပ်ရတယ်အခါကျရင်သူက choices တွေပေးတယ်ယောက်ျားလေးတွေနေတဲ့အခန်းလားမေးအခန်းလား female အခန်းလားတကယ်လို့ကို hostel ကို booking လုပ်မယ်ဆိုရင်ပေါ့နော်ဥပမာကိုက9လပိုင်းတရက်နေသွားမယ်ဆိုပြီးတော့ plan ထားရင်တော့3လပိုင်းလောက်နဲ့ခက်ကိုကစတင်ပြီးတော့ confirmation service နဲ့တန်ရုံးမှာသွားပြီးတော့မှ application တင်ရမှာပေါ့နော်အဲ့ဒီခါကျတော့ဒီ booking.com မှာရှိတဲ့ website ထဲမှာကိုကမိန်းမဆိုရင် female ဆိုတဲ့အခန်းကိုစာကိုတခြားဖက်ပြီးတော့မှ option ကိုရွေးရပါမယ်ယောက်ျားဆိုရင်လည်းယောက်ျားတချို့ကြောင့် hostel ဆိုလို့ရှိရင်တော့တစ်ခန်းထဲမှာ2ယောက်3ယောက်အဲ့လိုမျိုးထားတဲ့အခန်းပေါ့နော်ဒါမှမဟုတ်ကိုက single room ကို book လုပ်ချင်တာလားအဲ့ဒါလည်းရှိသေးရပေါ့နော်အဲ့တော့ကိုအတွက်တကယ်ကိုနေမယ်လို့စဉ်းစားပြီးတော့မှတေချာစာကိုဖက်ပြီးတော့ book လုပ်တင်တယ်ပေါ့နော်ဖြစ်ကလပ်ဆန်ဆောက်ရရရင်ပြီးလို့မရပါဘူးအဲ့ခါကျရင်တန်ရုံးကလည်းစစ်တယ်ဒီလူကတကယ်ကိုခီးသွားချင်တာလားဆိုတာကိုကိုယ့်ရဲ့စာရွက်မှာဒီလိုမျိုးပေါ့နော် female ဖြစ်ရတဲ့နဲ့ male အခန်းကိုသွားပြီးတော့ book လုပ်ထားရင်လည်းဒါကတော့ suitable မဖြစ်ဘူးပေါ့နော်အဲ့လိုတွေရှိတယ်ပေါ့နော်အဲ့ဒါတွေလည်းတေချာ booking လုပ်ရပါတယ်အဲ့တော့ခါကျရင်ကိုက payment ကိုမပေးချင်ဘူးကိုယ့်ရဲ့အခု visa master card ကို enter မလုပ်ချင်ဘူးပေါ့နော်အခါကျရင်ကိုကလည်းဆိုရှင်အမှန်သူကဗာလဲ prepayment လုပ်စရာမလိုဘူးဆိုပြီးတော့သူကရေးထားတဲ့option လေးလည်းရှိတယ်အဲ့လို option လေးလိုက်ရွေးတာပေါ့နော်ခါတည်းကျရင်တချို့ hotel တွေကရေးထားတယ် payment on properties and free cancellation ကိုရေးပြီးတော့တကယ် check out လုပ်လိုက်တယ်ပေးဖို့ check out လုပ်လိုက်တဲ့ခါကျတော့ option disable ဆိုတာဖြစ်သွားရောအဲ့တော့ကိုအများကြီး choices တွေလုပ်ရပါတယ်တစ်ခုပြီးတစ်ခုပေါ့တစ်ခုမရတစ်ခုမရယူ try ကြည့်နေရတာပေါ့နော်ခါကျရင်ဖုန်းထဲမှာနေ book လုပ်တဲ့ခါကျရင်ဖုန်းရဲ့ဒီ screen ကသေးတဲ့အတွက် option တွေကိုအများကြီးကိုမမြင်ရအောင်အဲ့တော့ကွန်ပျူတာနဲ့ဖြစ် laptop နဲ့ဆိုပြီးပြန်ပြီးတော့ကြည့်တဲ့အခါကျရင်တော့ option တွေအများကြီးကိုမြင်ရဒီ website မှာပါတဲ့ option တော်များကိုတွေ့ရတယ်ပေါ့နော်အဲ့တော့အမှန်ရွေးချယ်မယ်ရွေးချယ်ပြီးတော့ကိုလိုချင်တဲ့ date ကို book မယ်ဒါပေမဲ့သူကအခုပြောထားတဲ့ပုံစံကားကြတော့ payment on properties ကို payment on properties မဟုတ်ပါဘူးပေးချို့ပေးရတယ်အခုဥပမာကိုက9လပိုင်းတရက်နေ့သွားမယ်ဆိုပြီးတော့ကိုယ့်ရဲ့ hotel program က9လပိုင်း1ရက်နေ့9လပိုင်း9ရက်နေ့လို့ကိုကလုပ်ထားတယ်ဆိုပေမဲ့လေဘာဖြစ်လဲဆိုတော့ပတ်စံကိုသူတို့ကပတ်စံတောင်းတယ် April 27တချို့တွေက April 25အဲ့လိုမျိုးပေါ့နော်ပေးဖို့တောင်းတဲ့ဟာတွေရှိတယ်ပေါ့နော်အဲ့ဒီတော့အဲ့လိုမျိုးမပေးခင်မှာကိုကအဲ့ဒီ date ကိုအဲ့ due date ကိုကိုကမှတ်ထားရမယ်နော်အများနဲ့မေ့သွားလို့မရဘူးမေ့သွားရင်တော့ကိုပတ်စံပေးရမှာပေါ့မပေးရတော့အနည်းဆုံးတော့fine ကြည့်ရှိတယ် application တွေကလည်းသူ့ရဲ့discipline ကို follow မလုပ်ရင်လည်းသူက fine ကြည့်လုပ်တယ်နောက်တစ်ခါအဲ့ application ကိုပြန်သုံးမယ်ဆိုလို့ရှိရင်အရင်တော့ကနေက misusage ဖြစ်သွားတဲ့အတွက်နင်း fine ပြန်ပေးရတယ်အဲ့လိုမျိုးတွေရှိတယ်အဲ့ခါကျတော့ကိုကအခုသူပြောထားတဲ့ date ပေါ့နော်ဥပမာမေလ1ရက်နေ့ကိုကအဲ့ကိုခီးအတွက်အမှတဲကျင်တယ်ဆိုလို့ရှိရင် the last cancellation date due date ကApril 27လို့သူပေးထားမယ်အဲ့ရအတွက်ကိုက April 25 24လောက်မှာတည်းကဒီ booking ကို cancellation လုပ်လို့ရတယ်ပြောထားတဲ့ date နဲ့ကြော်ပြီးတော့မှကိုက cancellation သွားလုပ်မယ်ဆိုရင်တော့charges ကပေးရတယ်ဒါကတော့သူကသူ့ရဲ့ secret check လေးတွေကိုလိုက်နာရတာပေါ့နော်အဲ့ရအတွက်လည်းနောက်ဆုံးမှာတော့ဒီ hotel booking confirmation ကိုပတ်စံပြားမှမပြေပဲကိုယ့်ရဲ့ကပ်ပြားလေးပါရိုက်ထည့်စရာမလိုပဲနဲ့ booking လုပ်လို့ရတယ်အခါကျရင်သူက hotel booking ကတော့ success ဖြစ်သွားပြီတဲ့နေ့ကို confirmation ရဲ့ email ကိုပို့မယ်ပြောတယ်ပို့တဲ့ email ကလည်းအကုန်လုံးက broken message တွေဖြစ်နေတဲ့အတွက်လည်းအဲ့ဒါတွေကိုဘယ်လိုမျိုးကိုကတသက်ရဲ့ PDF file စာရွက်တွေနဲ့ format ကြဘယ်လိုပြန်ထုတ်မလဲအခါကျရင်လည်းပြန်ရှာရတယ်
hotel booking website တွေကို computer တို့ laptop နေပြီးတော့မှကိုယ့်ရဲ့ booking document တွေကိုကိုယ့်ရဲ့ account ကိုက account တစ်ခုကို create လုပ်ထားတယ်ဆိုအဲ့ account ကနေပြန်ပြီးတော့မှ PDF file confirmation number အဲ့ဒါတွေကိုပြန်ပြီးတော့ရှာကြည့်ရတယ်။ဘာဖြစ်လို့လဲဆိုတော့တချို့ပြောရကြတော့ဒီ embassy ကလူတွေကဒီ confirmation number ကတကယ်ကိုဒီ website ထဲမှာ confirm ဖြစ်ရလားဆိုတော့သူကပြန်စစ်တယ်။အခုလိုမျိုးဟိုတချို့တွေဆိုလို့ရှိရင်အလိမ်ပေါ့နော်typing ကျွမ်းတဲ့လူတွေကအလိမ် format တွေနဲ့လုပ်ခဲ့မလားဆိုတော့သူကသိကျင်တဲ့အတွက်အဲ့ website တွေကိုသွားဝင်ကြည့်တာလည်းရှိပါတယ်။အဲ့ဒီခါကျအဲ့လိုမျိုးကိုက typing အလိမ်လုပ်ထားတာလားတကယ်ကို website ကနေပြီးတော့မှ proper format နဲ့ proper confirmation code နဲ့ကိုက confirmation code number ပါပါတယ်เนาะအဲ့လိုမျိုးနဲ့ကိုကသေချာ format ကြတယ်တကယ်ကို formality ရှိနဲ့လုပ်ထားတဲ့စာရွက်ရှိရဲဆိုရင်တော့ရာကတော့ good luck ပါအဲ့ဒီတော့အရင်တော့ကဆိုရင်တော့ဟာငါပတ်စံပေးရတော့မှာပဲတခုရှိတယ် booking တော့တို့ကတော့မှာ booking လုပ်လိုက်ကိုက cancellation လုပ်မယ်ဥမာကိုကပတ်စံပေးလိုက်ရယ်ကွာပတ်စံအဲ့လိုမျိုးပေါ့အခုဆိုတဟန်းနဲ့ဆိုတဟန်း1000တို့ပါကိုပေးလိုက်တယ်အခါကျတော့ပေးလိုက်တဲ့ဟာကိုအဲ့လိုမျိုးတဟန်း1000 1500ပေါ့နော်အဲ့လိုမျိုးကိုက booking ဒီ hotel ကကိုပေးလိုက်တယ် hotel ကကိုပေးလိုက်ပြီးတော့မှ refer လုပ်ချင်တယ်ဆိုရင်တချို့ information တွေကိုလိုက်ပြီးတော့မှ information gather လုပ်ထားတဲ့အခါကျတော့ဘာဖြစ်လဲဆိုတော့refund process က delay ဖြစ်တယ် refund process က something goes wrong ပြန်မရတော့တဲ့ဟာရှိတယ်တချို့ tip ပြောရတော့ tip တော့ကအရန်ကောင်းတယ် refund လုပ်ပြီးတော့ within 3 days မှာပြန်ရတယ်လို့ရတယ်တချို့ကျလည်း booking.com မှာ refund လုပ်တာပတ်စံပြန်မရလို့ဆုံးရှုံးသွားတယ်ဆိုတော့ဒီလိုမျိုးတွေ information တွေ overloaded ဖြစ်နေတဲ့အခါကျတော့ကိုယ်တွေလည်းစိုးရိမ်တယ်သိပြီးတော့ risk မယူရဘူးအဲ့ဒါကို travel agency တစ်ခုမှသွားပြီးတော့ book လုပ်လိုက်ပြန်တော့လေ travel agency တစ်ခုကပြောမလဲ 50% deduction အဲ့လိုမျိုးရှိသေးတယ်တချို့ကြလည်းတချို့ travel agency တွေကလည်းအဲ့လိုမျိုးပေါ့နော် PDF format ကလေးထဲမှာနာမည်လေးတွေငကိုအရင်လူလုပ်ထားတဲ့လူရဲ့နာမည်လေးကို PDF file ထဲမှာ PDF editing နဲ့ကို edit လုပ်ပြီးတော့မှ format အတူကြီး format လို့လဲအလိမ်အညာကြီး fake confirmation letter ကြီးထုတ်ပေးလိုက်ရင်ရောဒါလည်းကိုယ့်အတွက် risky ဖြစ်ပြန်ရောအဲ့ဒီအတွက်ဒါကပေါ့တော့เนาะဘယ်လိုမျိုး booking လုပ်မလဲဆိုတာကိုပြောပြတာပါကျေးဇူးတင်ပါတယ် thank you for listening